ဒီတစ်ခေါက်တော့ကျွန်တော်ရဲ့မြန်မာမီများဘာသာပြန်ခြင်းစနစ်မှာ CSV file upload လုပ်ပြီးတော့ဘာသာပြန်တဲ့နည်းကိုပြောပြပေးသွားမှာဖြစ်ပါတယ် table header တွေကပထမဆုံး NO ဒုတိယအကွက်မှာ ENA တတိယအကွက်မှာ NRC စတုတ္ထအကွက်မှာ PHUN ဖုံးဆိုပြီးတော့ရှိနေရမှာဖြစ်ပါတယ်မှတ်ပုံတင်ထဲမှာပါတယ်မြို့နယ်ကုတ်ကူအင်္ဂလိပ်စလုံးအကြီးဖြစ်ဖြစ်အသေးဖြစ်ဖြစ် space ခြားခြားမခြားခြားရိုက်လို့ရပါတယ်တိုင်းဒါမှမဟုတ်ပြည်နယ်အောက်မှာမရှိတဲ့မြို့နယ်အတူကောက်ကိုရိုက်ထည့်မိပါကကျွန်တော်ရဲ့စနစ်ကဘာသာပြန်ပေးမှာမဟုတ်ပါဘူးဒီ save file ကို CSV format နဲ့တင်လိုက်ပါ internet browser တစ်ခုတည်းဝင်ပြီးတော့သူ့ရဲ့ address bar မှာ mmname.mghla.net လို့ရိုက်ထည့်ပြီး enter နှိပ်ပါအခုလိုမျိုး screen ပုံစံပေါ်လာပြီဆိုရင်ဝင်ရောက်မှုအောင်မြင်ပါတယ် screen ရဲ့အောက်ပိုင်းနားလေးမှာလည်း upload လုပ်ရမယ် CSV file ရဲ့ပုံစံကိုနမူနာပြထားပေးပါတယ် upload file ကိုရွေးပါအခုပေါ်လာတဲ့ screen မှာ choose file ဆိုတဲ့နေရာကိုနှိပ်ပါပြီးရင်ကျွန်တော်ခုနကတော့ save လုပ်ခဲ့တဲ့ CSV file နေရာကိုညွှန်ပြပါ choose file ရဲ့ဘေးမှာကျွန်တော်တို့ upload လုပ်လိုက်တဲ့ file နာမည်ပေါ်လာပြီဆိုရင် upload တင်တာအောင်မြင်ပါတယ် free ရတဲ့ဝန်ဆောင်မှုတွေကိုပဲအသုံးပြုထားတာဖြစ်တဲ့အတွက်ကြောင့်မလို့ CSV file မှာ row 50ပဲပါလို့ရပါတယ်ဘာသာပြန်မှုအတွက် upload and process ဆိုတဲ့ခလုတ်ကိုနှိပ်ပါဘာသာပြန်တဲ့လုပ်တွေလုပ်နေပါပြီဒီဘက်က column ၄ခုကတော့ upload တင်လိုက်တဲ့ CSV file တွေက data တွေဖြစ်ပြီးတော့ညာဘက်ကအစိမ်းအောင်နောက်ခံတဲ့ column တွေကတော့ကျွန်တော်ရဲ့ဒီစနစ်ကဘာသာပြန်ပေးလိုက်တဲ့ column တွေဖြစ်ပါတယ်ရလာတဲ့ result တွေကို export ထုတ်ဖို့အတွက် export to CSV ဆိုတဲ့ခလုတ်ကိုနှိပ်လိုက်ပါ CSV file ကိုကြိုက်နှစ်သက်ရာ special software နဲ့ဖွင့်ပါကျွန်တော်ကတော့ Microsoft Excel နဲ့နမူနာဖွင့်ပြပေးထားပါတယ်ကျွန်တော်ရဲ့ဒီစနစ်ဟာ user တွေ upload လုပ်လိုက်တဲ့ CSV file ပါ data တွေကိုသိမ်းဆည်းထားမှုလုံးဝမပြုလုပ်ပါဘူးကျွန်တော်အခမဲ့သုံးစွဲနေတဲ့ service တွေကသိမ်းဆည်းရင်တော့ကျွန်တော်လည်းမတက်နိုင်ပါဘူးသိမကြခင်မှာ GitHub မှာကျွန်တော်ရဲ့ code တွေကိုတင်ပေးပါမယ်အဆုံးထိကြည့်ရှုပေးတဲ့သူအားလုံးကိုကျေးဇူးအရှိကြီးတင်ရှိကြပါကျွန်တော်ကတော့ကြော်ပါပဲဗျာမောင်လှလို့ခေါ်ပါတယ်